TaylorMade QI40 driver ဒီလ29ရက်နေ့ထွက်ပါပြီအမျိုးအစား၄မျိုးလာပါမယ် QI40 standard QI40 max QI40 max line QI40 ls ဆိုပြီးတော့၄မျိုးလာပါမယ် aerodynamic head ကိုအသုံးပြုထားတယ် titanium ထက်ပိုမိုပေါ်ပါပြီးတော့ရေရှည်ခံတဲ့ carbon fiber ကိုအသုံးပြုထားတယ်အဲ့နှစ်ခုပေါင်းစပ်မှုက clutch head က speed ကိုပိုမိုမြန်ဆန်စေပြီးတော့ golfer တို့အကြိုက် distance ကိုပိုရမှာပဲဖြစ်ပါတယ် QI40 ls model က handicap အတော်အသင့်ရှိတဲ့ golfer တွေအတွက်ဖြစ်ပြီး QI40 max light က swing speed နှေးတဲ့ golfer တွေနဲ့အမျိုးသမီး golfer တွေအတွက်လို့ပြောပါတယ်ကျန် model နှစ်ခုဖြစ်တဲ့ QI40 standard နဲ့ QI40 max ကတော့ golfer အများစုတဲ့ယူရတယ်လို့ကုမ္ပဏီကပြောတယ်ခင်ဗျ golfer ပေါင်း17တန်းရဲ့ swing style နဲ့ rotation speed တွေကိုအနှစ်20ကျော်လေ့လာပြီးမှထုတ်လုပ်ထားတဲ့ React ဆိုတဲ့အမျိုးအစားကို QI40 driver မှာသုံးထားတယ်ခင်ဗျ high release အနီရောင် shaft mid release အပြာရောင်ရှက်နဲ့ low release အဖြူရောင်ရှက်ဆိုပြီးတော့၃ခုရှိပါတယ် high release React HR အနီရောင်ရှက်ကတော့ downswing ကိုမြန်မြန်ဆန်ဆန်နဲ့ aggressively လွှဲရိုက်တတ်တဲ့ golfer တွေအတွက်ဖြစ်ပြီးတော့ mid release MR အပြာရောင်ရှက်ကတော့ mid rotation သမားတွေအတွက်အထူးသင့်လျော်ပါတယ် low release အဖြူရောင်ရှက်ကတော့ back swing ဆွဲတင်တဲ့အခါမှာ back swing ရဲ့ထိပ်ပိုင်းကိုရောက်တဲ့အချိန်မှာခဏဆောင်ပြီးတော့မှတေးကြပြန်လွှဲရိုက်တတ်တဲ့ golfer တွေအတွက်ကိုရည်ရွယ်တယ်လို့ပြောပါတယ်အခုဖော်ပြသွားတဲ့အကြောင်းအရာတွေကနာမည်ကြီး golf reviewer တွေဖြစ်တဲ့ Michael Newton Golf Rick Shea နဲ့TaylorMade official website ကအကြောင်းအရာတွေကိုကိုးကားပြီးတော့ဖော်ပြခြင်းဖြစ်တယ်ခင်ဗျ TaylorMade QI40 driver ကိုမှာချင်ရင်တော့ကျွန်တော်ရဲ့ page အောက်မှာဝင်ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ